တဲ့နှစ်နှစ်လုံး YouTube ဗီဒီယိုတွေစပြီးဖန်တီးမယ်ဆိုပြီးတော့ကိုဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့တကယ်တမ်းအလုံးဖြစ်လာခဲ့ဘူး။ဒါပေမဲ့ဒီနီလန့်ကိုတည်သွားပြီးတဲ့နောက်မှာအချိန်၄လအတွင်းမှာကိုပြောင်းလဲနိုင်ခဲ့တယ်။ကိုအများကြီးတိုးတက်လာခဲ့တယ်။အဲ့လိုကိုလည်းပို့ပြီးတော့အလုပ်ဖြစ်လာခဲ့တယ်။အလုပ်တွေကိုပို့ပြီးတော့ထိရောက်လုပ်နိုင်လာခဲ့တယ်။ဘဝမှာခွင့်ရစာတစ်ခါမရတတ်ဘူးဆိုတော့ခင်ဗျားတို့ဘဝမှာကြားဘူးကြားလိမ့်မှာပါ။ပြန်လည်းမရတော့တဲ့အခိုက်အတန့်တွေလည်းရှိတယ်။ဥပမာပြောရမယ်ဆိုရင်တော့ပြန်ပြီးတော့ဆယ်တန်းပြန်ဖြေလို့မရတော့တဲ့အခိုက်အတန့်တွေပြန်ပြီးတော့စာပြန်ချက်ချင်တော်တွေမရတော့တဲ့အခိုက်အတန့်တွေဆယ်တန်းဘဝဒါမှမဟုတ်9တန်း10တန်းနေတော့ကဘဝကိုပြန်လည်းမရတော့တဲ့အခိုက်အတန့်တွေရှိတယ်။ဒီခွင့်ရဆိုတာကဘဝမှာတစ်ခါမရခဲ့။အခွင့်ရဆိုတာတစ်ခါပဲရခဲ့။အဲ့ဒီရတဲ့အချိန်မှာကိုတိုင်းအသုံးချတတ်မှကိုတိုင်းအလုပ်လုပ်နိုင်တတ်မှဘဝမှာပို့ပြီးတိုးလာမှာဖြစ်ပါတယ်။ကျွန်တော် YouTube ဗီဒီယိုတွေစပြီးလုပ်တော့ကကိုအားမရခဲ့။ဘယ်ဟာတွေအားနေနေလဲဘာတွေအလုပ်မဖြစ်ဘူးလဲဆိုတာလိုက်ရှာရင်းနဲ့အချိန်နှစ်တာကုန်သွားခဲ့တယ်။တကယ်လည်းဘာမှဖြစ်မလာခဲ့။ဘာလို့မဖြစ်လဲဆိုတော့ကိုရှေ့ဆက်ဖို့အားအင်တွေမရှိခဲ့ဘူး။ကို consistency မရှိခဲ့ဘူး။ကို discipline မရှိခဲ့ဘူး။ကိုလှုပ်ရှင်တဲ့အချိန်လှုပ်တယ်။မလှုပ်ရှင်တဲ့အချိန်ဆိုမလှုပ်ဘူး။ဒီလိုမျိုးရင်းနဲ့လှုပ်ခဲ့လို့ပဲနှစ်တာကာလပတ်လုံးဘာမှလှုပ်ဖြစ်မလာခဲ့ဘူး။ဒါပေမဲ့ဒီလန်တစ်ခုကြောင့်ပဲစင်ပြေလာခဲ့တယ်။လှုပ်တွေပို့ပြီးတော့ထိရောက်ပို့ပြီးတော့မြင်ဆန်ဆန်နဲ့အချိန်၄လဆိုတဲ့အတော်တွင်းမှာပို့ပြီးတော့လုံနိုင်လာခဲ့တယ်။ကိုတခါလေရှေ့ဆက်ဖို့အားအင်တွေမရှိတော့တဲ့အထိဒီလိုကြီးကငါမလုပ်ချင်တော့ဘူးငါမဖြစ်နိုင်ပါဘူးလို့တွေးမိတဲ့အချိန်တွေအများကြီးဖြစ်ခဲ့တယ်။ရှိခဲ့တယ်။ကြုံခဲ့ရတယ်။ခံစားခဲ့ရတယ်။အလုပ်ဖြစ်တဲ့အချိန်ဆိုမရှိဘူး။အလုပ်လုပ်တဲ့အချိန်ဆိုတာပဲရှိမယ်။အလုပ်လုပ်တယ်ဆိုတာလည်းလှုပ်ပြီးရောဆိုပြီးမဟုတ်ဘူး။အလုပ်ပြီးရောကွာဒီလောက်ကိုငါဖြစ်တယ်လို့လည်းလုပ်လိုက်မယ်ဒီလိုမျိုးမဟုတ်ဘူး။ကိုတိုင်းတိချက်ချာလုံနိုင်မှကိုတိုင်းအောင်မြင်မှုတစ်ခုရဖို့ကိုတိုင်းလှုပ်တိုးတက်လာဖို့အတွက်ဖြစ်မြောက်လာဖို့အတွက်လုပ်ရမယ့်အစဉ်တွေအများကြီးရှိတယ်။ဖြစ်ကြွမယ့်အစဉ်တွေအများကြီးရှိတယ်။ကိုတိုင်းကတော့အလုပ်လုပ်ခြင်းစေတော့ရှိပါရဲ့။ဒါပေမဲ့အလုပ်မှာအဲ့ဒီလိုကိုစိတ်ဝင်စားဘူး။အဲ့ဒီလိုကိုပြီးရောလုပ်လာတာမျိုးဆိုရင်သိကြတယ်။အဲ့ဒီလိုကကိုအတွက်တမိုးရှိမှာမဟုတ်ဘူး။ကိုအတွက်လည်းအောင်မြင်မှာမဟုတ်ဘူး။အလုပ်ကပြီးသွားလိမ့်မယ်။ဒါပေမဲ့ကိုအတွက်နောက်ထပ်ရလာတဲ့ဘာမှရှိကြမှာမဟုတ်ဘူး။ဆိုတော့ဒီဗီဒီယိုမှာအလုပ်ဖြစ်တဲ့အချိန်မှာဖြစ်အောင်လုပ်ဖို့နည်းလမ်း6ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ဆိုတော့စလိုက်အောင်လူတိုင်းကတော့ကြော်ရောက်လာပြီဆိုရင်အလုပ်တွေလုပ်ကြမယ်ပတ်စံတွေရှာကြမယ်အိမ်တော်တွေပြူတာသမီးတွေယူပြီးဘဝကိုအေးအေးဆေးဆေးဖြတ်သန်းမယ်လို့တွေးကြရတာတကယ်တော့မဟုတ်ဘူး။ခင်ဗျာမိဘလက်အောက်ကစပြီးလွတ်လာပြီဆိုတဲ့ကခင်ဗျာကိုများရုံခံရတော့မယ်ဘဝမှာကိုတိုင်းစပြီးတော့ရုံခံရမယ်ဆိုကြပါစို့ခင်ဗျာမိဘအိမ်ကနေပြီးတော့အပြင်လုပ်ကိုစပြီးထွက်လာတယ်ကို6တော့ကိုစပြီးရက်တဲ့နေ့ကစပြီးတော့ခင်ဗျားတို့ဒီအားလုံးအကုန်လုပ်ရလိမ့်မယ်ခင်ဗျာမိဘအိမ်တော့ဘယ်လိုပဲနေခဲ့မိဘအိမ်မှာခင်ဗျာဘောကျော်နေခဲ့မယ်ခင်ဗျာစင်ပြီးလို့နေခဲ့မယ်ဒါတွေခင်ဗျာပြင်ရောက်လိုက်ဘာမှလုပ်လို့မရခင်ဗျာဒီခင်ဗျာကိုတိုင်းကိုဝမ်းစာကိုရှာရမယ်ကိုအနာကိုရွေးချယ်ရမယ်ကိုဘဝအတွက်ကိုအောင်မြင်ဖို့ရဖို့အတွက်ကိုတိုင်းရှောက်ရတော့မယ်အဲ့ဒီချိန်မှာကိုတိုင်းပြန်ပြီးတော့အသက်မှတ်ဘူးကိုတိုင်းပြန်ပြီးတော့အောင်မြင်မှုရဖို့အတွက်ဘာတွေလုပ်ရမလဲမချမှတ်ရသေးဘူးခင်ဗျာကိုတိုင်းပန်းနိုင်ကိုမတတ်မှတ်ရသေးဘူးဆိုရင်ဒီရတယ်နောက်တစ်ချိန်မှာခင်ဗျာနောင်တရလိမ့်မယ်ကျွန်တော်ကိုတိုင်းဒီလဲလို့နောင်တရခဲ့တဲ့အချိန်တွေဖြစ်ခဲ့တယ်အခုဒီလဲကျွန်တော်တစ်ခါလေဘာမှမလုပ်ချင်တဲ့အချိန်တွေရှိတယ်ဘာမှမလုပ်ချင်ဘူးဆိုတော့ဒီဗီဒီယိုကြီးငါမရိုက်ချင်တော့ဘူးငါပင်ပန်းလာပြီးemotional စိတ်ခံစားချက်တွေမကောင်းဘူးဒါတွေဒီလိုမျိုးတွေးပြီးတော့မလုပ်ချင်တဲ့နေ့ရက်တွေလည်းရှိတယ်ဒါပေမဲ့အဲ့လိုဖြစ်တိုင်းမှာကိုပြန်မေးမိတဲ့စကားတစ်ခုရှိတယ်ငါဒီလုပ်ကိုဘာကြောင့်လုပ်နေတာလဲငါဒီလုပ်ကိုဘာအတွက်လုပ်နေတာလဲဆိုကိုပြန်မေးပြီးငါဒီလုပ်ကိုငါရဲ့ဝမ်းစာအတွက်လုပ်နေတာလားငါဝါသနာပါယုံတစ်ခုအတွက်လုပ်နေတာလားဒါမှမဟုတ်ငါကြိုက်လို့လုပ်နေတာလားဒါမှမဟုတ်ငါသူများတွေကိုပြန်ပြီးတော့ sharing လုပ်ပေးစေချင်တဲ့သဘောမျိုးနဲ့လုပ်နေတာလားတစ်ချိန်မှာငါအောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့လုပ်နေတာလားဒီလိုမျိုးကိုပြန်ပြီးမေးခွန်းတွေမေးဖြစ်တယ်ဒီလိုပြန်ပြီးမေးမှလည်းကိုရဲ့သွားခြင်းနဲ့ပန်းနိုင်ကိုတိုင်းချမှတ်ထားတဲ့ရည်မှန်းချက်ကဘာလဲဆိုတာသိလာမှာအလုပ်ဖြစ်အောင်လုပ်ဖို့အတွက်ပထမဆုံးနည်းလမ်းကတော့အချိန်သတ်မှတ်ရလိမ့်မယ်အလုပ်တစ်ခုလုပ်ပဲဆိုရင်ပြီးရောမလုပ်တာမျိုးမဟုတ်ဘဲနဲ့အချိန်တစ်ခုသတ်မှတ်ထားပြီးလုပ်တာကပို့ပြီးတော့လည်းအလုပ်ပြီးမြောက်စေတယ်ပို့ပြီးတော့လည်းအလုပ်မှာပို့ပြီးတော့တွင်ကျစေတယ်ဆိုကြပါစို့ခမရတစ်ပတ်ကိုဂျင်း6ရက်လုံးကစားမယ်ဆိုသတ်မှတ်ထားတယ်ဆိုပါစို့အဲ့လိုမျိုးမသတ်မှတ်တာမျိုးမဟုတ်ဘဲနဲ့တစ်နေ့မှာဂျင်းမိနစ်30ပဲကစားမယ်မိနစ်20ပဲကစားမယ်ဒီလိုမျိုးအသေးလေးမီနီ happy လေးတွေလုပ်ပြီးတော့အချိန်သတ်မှတ်လိုက်တာကတစ်ပတ်လုံးဂျင်း6ရက်ကစားရတဲ့ဆိုင်ပို့ပြီးတော့အလုပ်ပို့ပြီးတော့ပြီးမြောက်စေမယ်ပို့ပြီးတော့လည်းလုပ်ဖြစ်စေမယ်
အလုပ်ပြအောင်လုပ်ဖို့အတွက်ဒုတိယနီလန်းကတော့အရေးကြီးတဲ့အလုပ်နဲ့အရေးမကြီးတဲ့အလုပ်တွေခွဲခြားတတ်ဖို့လူတော်များများကအရေးကြီးတဲ့အလုပ်နဲ့အရေးမကြီးတဲ့အလုပ်ဆိုရင်အရေးမကြီးတဲ့အလုပ်တွေကိုပဲဦးစားပေးလုပ်ခိုင်းတာများတယ်ကိုယ်တိုင်လည်းအရင်တုန်းကအရေးမကြီးတဲ့အလုပ်တွေကိုဦးစားပေးလုပ်ခိုင်းခဲ့တယ်ပြောရမယ်ဆိုရင်တော့အရေးမကြီးတဲ့အလုပ်တွေကိုပို့ပြီးတော့အရင်ဦးစားပေးလုပ်ပြီးမှအရေးကြီးတဲ့အလုပ်တွေကိုနောက်မှလုပ်တာတကယ်နဲ့အဲ့ဒီ user မားတယ်ဒီနေ့ plan တွေဆွဲလိုက်ဒီနေ့ schedule တွေဆွဲလိုက်တကယ်လုပ်ပြလာဆိုဘာမှမလုပ်ဖြစ်ဘူးကိုယ်တိုင်အတစ်ဖြစ်တဲ့အချိန်ကိုလိုက်ရှာရမယ်ကိုကမနက်ပိုင်းမှာအတစ်ဖြစ်တာလားကိုကညပိုင်းမှာအတစ်ဖြစ်တာလားကိုယ်တိုင်ဒီလိုမျိုးအချိန်တွေကိုလိုက်ပြီးတော့လိုက်ရှာရမယ်အဲ့ဒါမှလည်းရေးကြီးတဲ့အလုပ်တွေကိုအရင်ဦးစားပေးလုပ်ခိုင်းရမယ်ရေးကြီးတဲ့အလုပ်တွေဦးစားပေးလုပ်ခိုင်းတဲ့နေရာမှာလည်း 80-20 principle rule ကိုသုံးဖို့ဟုတ်မယ် 80-20 principle rule ဆိုတာကအရေးကြီးတဲ့အလုပ်20%လုံးကိုလုပ်ပြီးတော့အရေးမကြီးတဲ့80%လုံးကိုနောက်မှလုပ်ဖို့ဆိုတာပါဆိုကြပါတော့ခမရအတနေ့မှာအလုပ်10ခုရှိတယ်ထားအဲ့ဒီအလုပ်10ခုကိုခမရကတပြိုင်တည်းမလုပ်နိုင်ဘူးအဲ့ဒီအလုပ်10ခုထဲမှာမှအရေးကြီးဆုံးအလုပ်2ခုဖြစ်ဖြစ်3ခုဖြစ်ဖြစ်ထုတ်ထားလိုက်နှုံနဲ့ချရေးထားလိုက်အဲ့ဒီအလုပ်ကမဖြစ်မနေလုပ်ရမယ်လို့သတ်မှတ်တာအဲ့ဒီအလုပ်ကိုကိုယ့်ရဲ့ active ဖြစ်တဲ့အချိန်မနက်ပိုင်းမှာဖြစ်တာလားညပိုင်းမှာဖြစ်တာလားဒီလိုအချိန်သတ်မှတ်ပြီးတော့လုပ်ရလိမ့်မယ်ဒီလိုမျိုးလုပ်မှကျန်တဲ့အရေးမကြီးတဲ့9ခုရေးမကြီးတဲ့80%သောအလုပ်တွေကသူ့အလိုလိုနေနဲ့ပြီးသွားလိမ့်မယ်ဒီလိုမျိုးကိုယ့်ရဲ့ productive ဖြစ်တဲ့အချိန်တွေကိုလိုက်ရှာမယ်လိုက်ရှာပြီးတော့လိုက်လို့ရလိမ့်မယ်ဆိုကြပါတော့ခမရမနက်ပိုင်းမှာစာဖတ်ရတာကြိုက်တယ်ဆိုရင်မနက်ပိုင်းမှာစာဖတ်လိမ့်မယ်မနက်ပိုင်းမှာစာဖတ်ပဲနဲ့ညနေပိုင်းမှာသွားပြီးတော့စာဖတ်မယ်ဆိုရင်ကိုယ့်ရဲ့အုံနောက်ကတိတ်ပြီးတော့ walking ဖြစ်မှာမဟုတ်ဘူးကိုယ့်ရဲ့အုံနောက်က active ဖြစ်မှာမဟုတ်ဘူးဒီလိုမျိုးနဲ့ကိုအရေးကြီးတဲ့လုပ်တွေအရေးမကြီးတဲ့လုပ်တွေကိုခွဲခြားတတ်ဖို့လိုမယ်အလုပ်ဖြစ်အောင်လုပ်ဖို့အတွက်တတိယနည်းလမ်းကတော့တန်မိုးရှိတဲ့လုပ်တွေရှာဖွေတတ်ဖို့တန်မိုးရှိတဲ့အလုပ်တွေဆိုတာကိုယ်တိုင်အနာဂတ်မှာအောင်မြင်မှာကိုယ်တိုင်အနာဂတ်မှာတန်မိုးရှိတဲ့အလုပ်တွေကိုယ်တိုင်အခုတည်းကစပြီးတော့အောင်မြင်မယ်ဒီလုပ်တွေကငါ့အတွက်တန်မိုးရှိတယ်ဒီလုပ်တွေကတော့ငါ့အတွက်တန်မိုးမရှိဘူးဆိုတာလိုက်ရှာရလိမ့်မယ်ကိုယ်ဝါသနာပါတဲ့အလုပ်တွေထားပါတော့အချိန်တစ်ခုရောက်လာရင်မတိုးတက်လာဘူးမအောင်မြင်လာဘူးမဖြစ်နိုင်လာဘူးလို့တွေးမိလာတယ်မဖြစ်နိုင်တာဘူးလို့အချိန်ရောက်လာလေဆိုရင်အဲ့ဒီလုပ်ကကိုယ်တန်မိုးမရှိဘူးလို့သတ်မှတ်ရလိမ့်မယ်ဆိုတန်မိုးရှိတဲ့လုပ်တွေဘယ်လိုမျိုးလိုက်ရှာလိမ့်မယ်တန်မိုးရှိတဲ့အလုပ်တွေရှာမယ်ဆိုတာကိုယ်ဝါသနာပါတဲ့အလုပ်ကိုတစ်နေ့နဲ့တစ်နေ့ပို့ပြီးတော့တိုးတက်အောင်လုပ်လာရင်ပထမဆုံးလုပ်ခဲ့တဲ့အလုပ်နဲ့ရက်ပေါင်း30ကြာလုပ်ခဲ့တဲ့အလုပ်နဲ့အများကြီးကွာနေတယ်ဒီလောက်ကတိုးတက်လာတယ်ဆိုရင်ကိုဒီအဲ့လောက်ကကိုတန်မိုးရှိတယ်တန်မိုးရှိတယ်လို့ပြောလို့ရမယ်ဥပမာအနေနဲ့စာဖတ်တဲ့အလုပ်နဲ့စာရေးတဲ့အလုပ်နဲ့ရှိတယ်ဆိုပါစို့ခင်ဗျားတို့အနေနဲ့ဘယ်အလုပ်ကိုအရင်ဦးစားပေးလုပ်မယ်လို့စဉ်းစားမိလဲလူတိုင်းတို့ထင်ကြပါပဲစာဖတ်တာအရင်ဖတ်လိုက်မယ်စာရေးတာနောက်မှရေးလို့ရမယ်တွေးမိကြမယ်တကယ်တော့မဟုတ်စာရေးတာကိုရင်လေးရလိမ့်မယ်စာဖတ်တာကိုတော့အချိန်ခဏရွှေ့လို့ရတာဖြစ်နိုင်တယ်ဒါပေမဲ့စာရေးတဲ့အလုပ်ကိုတော့အချိန်ရွှေ့လို့မရဘူးအချိန်ဆွဲထားလို့မရဘူးဆိုတော့အလုပ်ဖြစ်တဲ့အချိန်မှာအလုပ်ကိုဖြစ်အောင်လုပ်ဖို့လိုတယ်အလုပ်ဖြစ်တဲ့အချိန်ကိုလက်လွတ်ထားရင်အခွင့်အရေးတွေလည်းလက်လွတ်သွားမယ်တခါတည်းအခွင့်အရေးဆိုတာနှစ်ခါမရတတ်ဘူးလို့ကျွန်တော်ရှင်းမှာပြောခဲ့တယ်ဒီနေရာမှာအခွင့်အရေးဆိုတာနှစ်ခါမရတတ်ဘူးအလုပ်ဖြစ်အောင်လုပ်ဖို့အတွက်နံပါတ်၄တစ်ချက်ကတော့အချိန်ဆွဲပါနဲ့ကိုယ်တိုင်အချိန်တွေဆွဲတတ်ကြတယ်လူတော်တော်များများကအလုပ်တစ်ခုစလုပ်မယ်ဆိုရင်ဘာမှမစခင်အချိန်ဆွဲလိုက်ပြီဒီနေ့မှလုပ်မယ်မနေ့ကမှလုပ်မယ်ဒီလုပ်ကတော့ငါလုပ်နိုင်ပါသေးတယ်ဒီလုပ်ကငါခဏရွှေဆိုင်ထားလို့ရသေးတယ်ဒီလုပ်တော့ငါအေးအေးဆေးဆေးလုပ်နိုင်ပါတယ်ဒီလိုမျိုးစင်ကြီးတွေပေးတာကအချိန်ဆွဲတာနဲ့အတူတူပဲကျွန်တော်ကိုယ်တိုင်ဒီလေအရင်ကအလုပ်ချိန်တွေဆွဲခဲ့တဲ့နေ့ရက်တွေရှိတယ်ချိန်တွေဆွဲခဲ့ပြီးတော့ကိုနောက်နောက်ရတဲ့နေ့ရက်တွေရှိတယ်ငါမနေ့ကမှလုပ်လိုက်မယ်ဒီနေ့ကတော့ emotional စိတ်ချိန်တွေမကောင်းဘူးဒီလိုမျိုးဆိုပြီးတော့အချိန်တွေဆွဲခဲ့မိတဲ့နေ့ရက်တွေရှိတယ်ဒါပေမဲ့အဲ့ဒီဟာမဟုတ်အဲ့ဒီအတွက်အချိန်တွေဆွဲတာအချိန်တာကုန်သွားတယ်တကယ်နဲ့လှုပ်ဖြစ်လာဆိုရင်မလုံးဖြစ်ဘူးလှုပ်မယ်လို့တွေးထားပြီးဆိုရင်ဘာပဲဖြစ်လာလားဘာပဲလှုပ်ဘာပဲဖြစ်လာလားလုပ်ရလိမ့်မယ်ဒီနေ့ကတော့မလှုပ်တော့ဘူးအချိန်တွေရှိသေးတယ်ဒီလိုမျိုးမတွေးဘဲနဲ့အချိန်တွေမဆွဲဘဲနဲ့ဒီနေ့ဘာပဲဖြစ်ဖြစ်စိတ်ချိန်တွေမကောင်းတာဖြစ်ဖြစ်နေမကောင်းတာဖြစ်ဖြစ်ခန္ဓာကိုယ်ပင်ပန်းနေတာဖြစ်ဖြစ်အားမရှိတာဖြစ်ဖြစ်ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုကိုပြီးအောင်လုပ်လိုက်ဒါဆိုရင်ချိန်တဲ့အခါဒီလုပ်ကိုငါပြီးသွားပြီဒီလုပ်မှာငါအောင်မြင်အောင်လုပ်နိုင်လိုက်ပြီဆိုရင်အတွေးကကိုယ့်ရဲ့အောင်းနောက်တွေကိုတိုင်ပြီးရောက်လာလိမ့်မယ်အလုပ်ကပြီးသွားလိမ့်မယ်ဘလိုပဲနေအလုပ်ပြီးသွားလိမ့်မယ်အလုပ်လုပ်နေတဲ့အချိန်တွင်းမှာလည်းတခြားအာရုံစိုက်လို့မရဘူးတခြားအာရုံတွေရောက်လို့မရဘူးခုနကပြောတဲ့အကြောင်းအရာတွေပြန်ပြောပြကြည့်မယ်စာရေးတာနဲ့စာဖတ်တာနဲ့ခမ ्या ကကွန်တက်ရိုက်တာတယောက်ခမ ्या စာရေးစရာတယောက်ဆိုရင်ခမ ्या စာရေးတာကိုတေချာပေါက်လုပ်ရလိမ့်မယ်မနက်ပိုင်းမှာစာရေးတာဖြစ်ဖြစ်ညနေပိုင်းမှာစာရေးတာဖြစ်ဖြစ်ကိုယ့်ရဲ့ active ဖြစ်တဲ့အချိန်ကို productive ဖြစ်တဲ့အချိန်အုံနောက်ကအလုပ်ရန်လုပ်တဲ့အချိန်မှာ idea တွေရတဲ့အချိန်မှာရေးရတာဖြစ်တဲ့အတွက်အလုပ်ဖြစ်မြောက်စေဖို့အတွက်ပို့ပြီးကြရင်တော့များမယ်အဲ့ဒီချိန်မှာအချိန်တွေဆွဲလိုက်မယ်
ငါမနေ့ဖြစ်မှပဲရေးလိုက်တော့မယ်ဒီနေ့ကတော့ငါခန္ဓာကိုယ်တွေပင်ပန်းနေတယ်ဆိုပြီးအချိန်ဆွဲလိုက်မယ်ဆိုရင်သိရတဲ့သူဒီနောက်နေ့မနက်နောက်တစ်နေ့မှာအချိန်ဆွဲလိုက်တဲ့အတွက်အဲ့ဒီအချိန်မှာလုပ်မယ်ဆိုရင်အဲ့ဒီ idea တွေကရချင်ပါလေရလာလိမ့်မယ် idea ဆိုတာထွက်လာတဲ့အချိန်နဲ့ကိုစာရေးတဲ့အချိန်နဲ့ကွက်တိကျသွားပြီဆိုရင်အလုပ်လုပ်ဖို့အတွက်အလုပ်ဖြစ်မြောက်စေဖို့အတွက်ရာခိုင်နှုန်းကပို့ပြီးတော့များသွားလိမ့်မယ်အလုပ်ဖြစ်အောင်လုပ်ဖို့အတွက်နံပါတ်5ချက်ကတော့လုပ်ပြီးအောင်လုပ်ပါပုံသေးလုပ်တဲ့ဟိုဟာလုပ်နေနေဒီဟာလုပ်နေနေလုပ်ရတာပို့ပြီးကြိုက်တယ်ပြောရမယ်ဆိုရင် multitasking လုပ်ရတာကိုသဘောကျတယ်ကျွန်တော်ကိုယ်တိုင်ဒီလည်းကျွန်တော် multitasking လုပ်ခဲ့လို့အလုပ်တွေမပြီးတာမျိုးဖြစ်တယ်ဒါဘလုံး working plan တွေဆွဲထားတယ် weekly plan ဆွဲထားပါရင်လည်းတကယ်တမ်းလုပ်မပြီးခဲ့ဘူးဘာလို့မပြီးဘူးဆိုရင်လည်းဟိုဟာနည်းနည်းဒီဟာနည်းနည်းလိုက်လို့မီလို့နောက်တော့နီလန်တစ်ခုတည်သွားတယ်အလုပ်တစ်ခုတည်းကိုပဲ focus ထားပြီးတော့အဲ့အလုပ်တစ်ခုပဲအာရုံစိုက်ပြီးတော့လုပ်ဖို့လိုတယ်အဲ့ဒီ focus ထားပြီးလုပ်တဲ့အချိန်မှာလည်းတခြားအာရုံတွေဝင်မလာဖို့အရေးကြီးတယ်တခြားအာရုံတွေဆိုတာအခုလိုမျိုးဗီဒီယိုစကားပြောနေတယ်အခုလိုမျိုးစကားပြောနေတဲ့အချိန်မှာတခြားအရာတွေငါဟိုဟာမလုပ်ရသေးဘူးငါဒီဟာမလုပ်ရသေးဘူးငါ working plan တွေမဆွဲရသေးဘူးငါ monthly plan တွေမဆွဲရသေးဘူးငါဗီဒီယိုရိုက်ဖို့ဘာတွေကြံသေးလဲဆိုတာလိုက်ပြီးတော့စဉ်းစားနေမယ်ဆိုရင်ရိုက်နေတဲ့အလုပ်ပေါ်မှာရိုက်နေတဲ့ဗီဒီယိုပေါ်မှာလုပ်နေတဲ့အလုပ်ပေါ်မှာအာရုံစိုက်နေမှာမဟုတ်ဘူးအာရုံပြောင်းသွားနိုင်တယ်ဒီလိုမျိုးနဲ့ကိုယ်ကိုယ်တိုင်အလုပ်လုပ်တဲ့အခါမှာ focus ထားပြီးလုပ်ဖို့လိုမယ် social media ရောက်နေ message တွေဝင်လာတာတွေ notification တွေကိုဖွင့်ထားမိတာတွေ notification ဖွင့်လာတာကသွားပြီးတော့ဖုန်းကိုကောက်ကင်ပြီးတော့ကြည့်မိတာတွေဒီလိုမျိုးကကိုယ့်အတွက်အလုပ်ပြီးမှမဟုတ်ဘူးအလုပ်ပြီးအောင်လုပ်ဖို့အတွက်ဆိုရင်ထိုင်ပါထဲမှာနိုင်တက်မှတ်ပြီးတော့လုပ်ဖို့နိုင်တက်မှတ်မယ်ဆိုတာအဲ့လိုစာရေးတယ်ဆိုရင်စာရေးတယ်လို့တခုလုပ်မယ်ဆိုရင်စာရေးရဥပမာမိနစ်30စာရေးမယ်ဆိုရင်အဲ့မိနစ်30တိုင်မှာပေးပြီးတော့အဲ့ဒီတော့တင်မှာဘာပဲဝင်လာလားဘာပဲဖြစ်လာလားဘာမှမလုပ်တာဘူးရတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုအချိန်တွေလုပ်ခဲ့တယ်စာဖတ်မယ်ဆိုရင်စာဖတ်ပဲမိနစ်30လောက်စာဖတ်မယ်ဆိုရင်မိနစ်30စာဖတ်မယ်ဆိုပြီးတော့ကျန်တဲ့အလုပ်ဘာပဲလာလားဘသူစီရပဲဖုန်းဝင်လာလားဘသူစီရပဲဘာတွေပဲလာလားဘာမှအာယုံမဝင်ဘူးဘာမှအာယုံမလာအောင်လုပ်လို့ရှိတယ်ဒီလိုနီလန်းနဲ့လုပ်ပြီးအောင်လုပ်ဖြစ်ခဲ့တယ်အလုပ်ပြအောင်လုပ်ဖို့အတွက်နောက်ဆုံးနီလန်းကတော့ကိုဆူလက်ချရမယ်အလုပ်တစ်ခုပြီးတိုင်းမှာကိုအုံနောက်ကိုပြန်ပြီးတော့ဆူချတဲ့အနေနဲ့လူစံတွေတစ်ခုလုပ်ပေးရလိမ့်မယ်လူတွေကဒီအလုပ်ကိုမသိကြဘူးဒါတွေကိုမသိကြဘူးဆိုကြပါစို့ခင်ဗျာအလုပ်တစ်ခုကိုလုပ်ပြီးခင်ဗျာအလုပ်တစ်ခုလုပ်ပြီးသားပြီဒီလုပ်ကိုပြီးမြောက်သားပြီဆိုရင်ခင်ဗျာအုံနောက်ကအဲ့ဒီလုပ်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုခင်ဗျာပြန်ပြီးတော့မေ့မသွားအောင်ဆူလက်တစ်ခုချပေးဖို့လိုတယ်ခင်ဗျာဆိုကြပါစို့ခင်ဗျာအလုပ်တစ်ခုပြီးသွားတယ်ခင်ဗျာဗီဒီယိုတစ်ပုတ်ရိုက်ပြီးသွားတယ်ခင်ဗျာ subscribe တစ်ခုရေးပြီးသွားတယ်ရေးပြီးသွားတဲ့နောက်မှာကိုအုံနောက်ကိုဆူလက်ချတဲ့အနေနဲ့တချင်းနားထောင်တာဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်စာခဏဖတ်တာဖြစ်ဖြစ်ဒါမှမဟုတ်လည်းကိုစားခြင်းနဲ့အစားတောက်တွေကိုအဲ့ဒီအချိန်မှာငါဒီလုပ်ကိုငါလုပ်နိုင်တယ်ငါဒီလုပ်ကိုပြီးသွားတယ်ဆိုပြီးတော့စားရမယ်ဖြစ်ဖြစ်ဒီလိုမျိုးလုပ်ပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုပြန်ပြီးတော့ဆူချရလိမ့်မယ်ဒီလိုမှလည်းကိုယ့်ရဲ့အုံနောက်ကဒီလုပ်ကိုငါကလုပ်နိုင်တယ်ငါဒီလုပ်ကိုလုပ်ပြီးသွားပြီဆိုပြီးတော့ဆူလက်နေနဲ့မှတ်သားထားလိမ့်မယ်မှတ်သားထားပြီးနောက်တစ်ခုအလုပ်တွေပြီးတိုင်းမှာအဲ့ဒီဆူလက်ကိုသူကတောင်းတလာလိမ့်မယ်ဒါမှလည်းအလုပ်ပြီးဖို့ရာခိုင်တော့ပို့ပြီးတော့များလာစီမှာဖြစ်ပါတယ်ဗီဒီယိုနှစ်ချောက်ရမယ်ဆိုရင်အလုပ်ဖြစ်အောင်လုပ်ဖို့နီလန်း6ခုလိုတယ်ပထမဆုံးနီလန်းကတော့အချိန်သတ်မှတ်ရမယ်ကိုယ့်ရဲ့အလုပ်တွေကိုအချိန်သတ်မှတ်ရမယ် deadline တွေသတ်မှတ်ရမယ်ဒုတိယနီလန်းကတော့အရေးကြီးတဲ့အလုပ်တွေနဲ့အရေးမကြီးတဲ့အလုပ်တွေခွဲခြားတတ်ဖို့လိုမယ်အရေးကြီးတဲ့အလုပ်20ရာခိုင်နှုန်းကိုလုပ်ပြီးတော့အရေးမကြီးတဲ့80ရာခိုင်နှုန်းကသူ့ဘာသာသူပြီးသွားလိမ့်မယ်အချိန်တန်ရင်ပြီးသွားလိမ့်မယ်လုပ်ပြအောင်လုပ်ဖို့တတိယနီလန်းတစ်ခုကတော့တန်မိုးရှိအလုပ်တွေကိုထားပါတန်မိုးရှိတဲ့အလုပ်တွေကိုလိုက်ရှာပါတန်မိုးရှိတဲ့အလုပ်တွေကကိုယ့်အတွက်အနာဂတ်မှာဒီလုပ်ကိုလုပ်ရတာတန်မိုးရှိလားမရှိဘူးလားကိုယ်နိုင်လိုက်ရှာတတ်ဖို့လိုမယ်ဒါမှလည်းအနာဂတ်မှာဒီလုပ်ကတိုးတက်လာမယ်ပို့ပြီးတော့ပြီးမြောက်လာမယ်ဆိုရင်ဒီလုပ်ကတန်မိုးရှိပါလိမ့်မယ်နံပါတ်4အချက်ကတော့အချိန်မဆွဲပါနဲ့20ရာခိုင်နှုန်းသောအလုပ်တွေကိုဒီနေ့ဖြစ်အောင်လုပ်မယ်ဆိုရင်ဒီနေ့ဖြစ်အောင်လုပ်ပါအချိန်မဆွဲပါနဲ့နောက်နေ့မျိုးကူးရမယ်မဟုတ်ဘဲနဲ့အချိန်တွေရှိပါသေးတယ်ဒီမျိုးတွေစီကြီးတွေပေးမဲ့အစားအလုပ်ကိုဖြစ်အောင်လုပ်ပါပြီးအောင်လုပ်ပါအလုပ်ဖြစ်အောင်လုပ်ဖို့အတွက်နံပါတ်5ချက်ကအလုပ်ပြီးအောင်လုပ်ပါအလုပ်တစ်ခုကို multitasking လုပ်လိုက်မျိုးမဟုတ်ဘဲနဲ့အလုပ်တစ်ခုကို focus ထားပြီးပဲတည်တည်ချာလုပ်ဖို့လိုမယ်အလုပ်တွေအများကြီးကိုတစ်ချိန်တည်းမှာစုပြုံလုပ်တာမျိုးမဟုတ်ဘဲအလုပ်တစ်ခုတည်းကိုပဲ focus ထားပြီးလုပ်အလုပ်လုပ်နေရင်းနဲ့တခြားအာရုံတွေဝင်မလာအောင် social media တွေပိတ်ထားဖို့လိုမယ်ဖုန်းတွေကို silent လုပ်ထားဖို့လိုမယ်ဒီလိုမျိုးနဲ့အလုပ်ပြီးအောင်လုပ်ဖို့လိုမယ်နောက်ဆုံးအချက်ကတော့ကိုဆူလက်ချဖို့လိုမယ်အလုပ်တစ်ခုပြီးတိုင်းမှာကိုယ့်ရဲ့အုံနောက်ကိုဆူလက်ချတဲ့အနေနဲ့do something တစ်ခုလုပ်ဖို့လိုမယ် maybe music listening ဒါမှမဟုတ်ရင်လည်း exercise လုပ်တာမျိုးဖြစ်ဖြစ်စားချင်တဲ့အရာတစ်ခုစားတာမျိုးဖြစ်ဖြစ်
စာဖတ်တာမျိုးဖြစ်ဖြစ်ဒါတွေလုပ်လို့ရမယ်ဒီလိုမျိုးနဲ့ကိုယ်တိုင်အလုပ်ဖြစ်တဲ့အချိန်တွေကိုလိုက်ရှာတတ်ဖို့လိုပါမယ်ဆိုတော့ channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you in the next video